အာဏာရှင်ဆိုတာဘယ်လိုလူမျိုးတွေလဲဘယ်လိုဖြစ်ပြီးတော့သူတို့တွေအာဏာရှင်ဖြစ်လာပြီးတော့လည်းပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအခုအခါမှာအာဏာရှင်လို့လူတွေကခေါ်နေကြတယ်အဲ့ဒီအကြောင်းလေးကျွန်တော်ပြောပြပေးချင်အာဏာရှင်ကိုအင်္ဂလိပ်လိုဒီတက်တာလို့ခေါ်ပါတယ်နိုင်ငံတစ်နိုင်ငံမှာအာဏာ၃ခုရှိပါတယ်အုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာနောက်ပြီးတော့ဥပဒေပြုအာဏာဆိုပြီး၃မျိုးရှိပါတယ်အုပ်ချုပ်ရေးအာဏာကတော့အစိုးရအဖွဲ့တွေကချုပ်ကင်ထားပြီးတော့ဒီတရားစီရင်ရေးအာဏာကိုတရားရုံးကလုပ်ကင်ပါတယ်ပြီးတော့ဥပဒေပြုအာဏာမှာကြတော့လွှတ်တော်ကဆုံးဖြတ်ပါတယ်လွှတ်တော်ကနေပြီးဥပဒေတွေကိုပြဋ္ဌာန်းတယ်လူနောက်ဆုံးမဲနဲ့ဆုံးဖြတ်ကြတယ်အားလုံးသဘောတူညီမှုကြရင်ဥပဒေတစ်ခုကိုပြဋ္ဌာန်းလိုက်ပါတယ်အဲ့ဒီဥပဒေကိုတရားရုံးကဆွဲကင်ပြီးအသုံးပြုပါတယ်အုပ်ချုပ်ရေးဌာနဖြစ်တဲ့အစိုးရအဖွဲ့တွေကဒီဝန်ကြီးအဖွဲ့တွေအစိုးရအဖွဲ့တွေသမ္မတတွေဝန်ကြီးချုပ်တွေကနေပြီးတော့ဒီချမှတ်ထားတဲ့လွှတ်တော်ကချမှတ်ထားတဲ့ဥပဒေပြုအာဏာအဖွဲ့ကချမှတ်ထားတဲ့ဥပဒေချုပ်ကင်ထားပါတယ်တယောက်နဲ့တယောက်လည်း balance သဘောမျိုးတယောက်နဲ့တယောက်ချိန်ခွင်ချထိချုပ်ထားကြပါတယ်သမ္မတကမဟုတ်တာလို့ရင်လွှတ်တော်ကအရေးယူလို့ရတယ်လို့တရားရေးဌာနကလည်းတရားစွဲလို့ရပါတယ်တရားရေးဌာနကမဟုတ်တာလို့ရင်အစိုးရဌာနကပြန်တရားစွဲလို့ရပါတယ်ဒီတရားရေးဌာနကိုပြီးတော့လွှတ်တော်ကလည်းတရားစွဲလို့ရပါတယ်လွှတ်တော်ထဲမှာမဟုတ်တာလို့ရင်လည်းပဲတရားရေးဌာနကလွှတ်တော်တွေကလွှတ်တော်အမတ်တွေလွှတ်တော်ဥက္ကဋ္ဌတွေပြန်တရားစွဲလို့ရပါတယ်တယောက်နဲ့တယောက် balance လုပ်နေပါလေလက်စားလက်ယူမှုတွေမဟုတ်တာလုပ်တာတွေဥပဒေရဲ့ပြင်ပကိုထွက်ပြီးလုပ်တာတွေတယောက်နဲ့တယောက်ချိန်ညှိပြီးတော့အုပ်ချုပ်တဲ့စနစ်မျိုးဖြစ်ပါတယ်အဲ့ဒီအာဏာ၃ရပ်စလုံးကိုချုပ်ကင်ထားတဲ့လူပုဂ္ဂိုလ်တဦးပဲဖြစ်စေအဖွဲ့အစည်းတစ်ခုခုကပဲဖြစ်စေရေရှည်ချုပ်ကင်ထားတယ်ဆိုရင်အဲ့ဒါကိုအာဏာရှင်လို့ခေါ်ပါတယ်အဲ့ဒီဝေါ်ဟာရဘယ်တော့မှပေါ်လာတာလဲဆိုတော့ဒီရောမခေတ်လောက်တုန်းကစတင်ခေါ်သုံးဆွဲခဲ့တာပဲဖြစ်ပါတယ်ရောမခေတ်တုန်းကဗိုလ်ချုပ်ဆူလာဆိုတဲ့ပုဂ္ဂိုလ်ကပြည်တွင်းစစ်ကြီးဖြစ်နေတဲ့အချိန်မှာမိမိကိုယ်ကိုမိမိအာဏာရှင်လို့သတ်မှတ်ပြီးတော့သူကသုံးဆွဲခဲ့တာပဲဖြစ်ပါတယ် BC 44မှာတော့ဂျူလီယက်စီဇာကဒီဗိုလ်ချုပ်ဆူလာရဲ့အတိုင်းမိမိကိုယ်ကိုမိမိရာသက်ပံအာဏာရှင်လို့သက်တာပေါ့နော်ရာသက်ပံအာဏာရှင်လို့သူကိုယ်သူသတ်မှတ်သုံးဆွဲခဲ့ပါတယ်နောက်ပိုင်းဂျူလီယက်စီဇာလည်းလောက်ကြံခံပြီးရတဲ့နောက်ပိုင်းမှာကြတော့နောက်တက်လာတဲ့အော့ကတ်စတက်စီဇာဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့သူ့ကိုယ်သူအာဏာရှင်လို့ခေါ်တာကိုသူကလုံးဝလက်မခံတော့ပဲမကြိုက်တော့ပါဘူးဖြစ်ပါတယ်အာဏာရှင်ဆိုတဲ့ဘွဲ့ဟာအစိုးသဘောကိုစောင်းတယ်မကောင်းတဲ့အတိတ်ပဲကိုစောင်းတယ်ဆိုပြီးတော့ယနေ့ထက်ထိုင်လူတွေကသတ်မှတ်ထားခဲ့ကြတာပဲဖြစ်ပါတယ်နောက်ပိုင်း20ရာစုမှာဆိုရင်အာဏာရှင်တွေများစွာပေါ်ပေါက်ခဲ့ပါတယ်ဟစ်တလာတို့လိုလူမျိုးတွေစတာလင်တို့မိုဆိုလိုဒီတို့လိုပုဂ္ဂိုလ်မျိုးတွေအာဏာရှင်တွေများစွာပေါ်ပေါက်လာခဲ့ပါတယ်နောက်ပိုင်းမှာလည်းစတန်ဟူစိန်တို့အစပြီးတော့1948ခုနှစ်ကကမ်ဘောဒီးယားမှာနာမည်ကြီးခဲ့တဲ့ပိုပေါ့ဆိုတဲ့အလွန်ရက်စက်တဲ့ပုဂ္ဂိုလ်အထိအာဏာရှင်တွေအများပြားပေါ်ပေါက်လာခဲ့တယ်ကမ်ဘောဒီးယားနိုင်ငံမှာဆိုရင်အဲ့ဒီအချိန်တော့1985ခုနှစ်လောက်တုန်းကဆိုရင်နိုင်ငံအတွင်းမှာလူဦးရေ9သန်းပဲရှိပါတယ်အဲ့ဒီလူဦးရေ9သန်းတွေက1.8သန်းကိုဒီအာဏာရှင်ဖြစ်တဲ့ပိုပေါ့ကနေပြီးတော့လူအများပြားကိုတပ်ဖြတ်ခဲ့တယ်နေနေတော့မဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့လေအဲ့ဒီအချိန်တော့ဒီကမ်ဘောဒီးယားနိုင်ငံရဲ့ဟစ်တလာလို့တော့အမည်တွင်ခေါ်ခဲ့ကြပါသေးတယ်ဒီလိုပါပဲဆိုရှယ်လစ်ခေတ်တုန်းကလည်းပဲဆိုဗီယက်ယူနီယံခေါင်းဆောင်ဖြစ်တဲ့စတာလင်ဟာလူပေါင်း1.5 သန်းနီးပါးကိုသူတပ်ဖြတ်ခဲ့သေးပါတယ်အဲ့ဒီလိုပါပဲဆူဒန်နိုင်ငံကဘာရှီယာဇင်ဘာဘွေနိုင်ငံကဆိုရင်ဒီဘူဂါဘီတို့လိုပုံကိုယ်တွေလည်းအာဏာရှင်တွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်ဒါဆိုရင်အာဏာရှင်စနစ်နဲ့ဘုရင်စနစ်တူသလားဆိုရင်အတူတူလို့ပဲပြောလို့ရမှာဖြစ်ပါတယ်ဒီအာဏာရှင်စနစ်ဟာဘုရင်စနစ်ကရေတောင်းမြေလို့အောင်ပြောလို့ရပါတယ်လူတွေကဒီတအုပ်ဆက်ပိုင်းဘုရင်စနစ်ကိုတော်လှန်ဆန့်ကျင်ခဲ့ကြပါတယ်ဘုရင်ကတတ်ဆိုရင်တတ်ရတယ်ဘုရင်ကနေဆိုရင်နေရတယ်ဘုရင်အကြိုက်လိုက်လို့ရတဲ့အတွက်ရောလူတွေဟာကြေးကျွန်ဘဝမြင့်နဲ့တော်တော်အနှိမ်ခံသူတို့ရဲ့အသက်သူတို့ခန္ဓာကိုယ်တော်သူတို့မပိုင်တဲ့ဘဝမျိုးနဲ့နေရတဲ့အတွက်ကြောင့်ဒီဘုရင်စနစ်ကိုကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတော်တော်များများကတွန်းလှန်ခဲ့ကြပါနောက်ပြီးတော့အဲ့ဒီဘုရင်စနစ်ကိုတချို့နိုင်ငံတွေမှာမဖြတ်ဖက်နဲ့စီးမိကန်ဘုရင်စနစ်နဲ့နေထိုင်ကြစီးမိကန်ဘုရင်စနစ်ဆိုတာဘုရင်အဆောင်ရောင်နဲ့တော့ရှိရဲ့ဩဇာအာဏာအပြည့်အဝမရှိဘူးလွတ်တော်နဲ့အစိုးရအဖွဲ့ကသာတိုင်းပြည်ကိုအုပ်ချုပ်တဲ့စနစ်မျိုးစီးမြင့်ရဲ့အောက်မှာပဲနေရတဲ့ဘုရင်မျိုးစီးမြင့်ကန်ဘုရင်စနစ်ကိုကျင့်သုံးခဲ့ကြပါတယ်ပြီးတော့လည်းပဲနောက်ပိုင်းမှာဒီမိုကရေစီစနစ်ဖြစ်တဲ့ပြည်သူကဓာတ်ရိုက်မဲပေးတဲ့ပြည်သူမဲကိုရရှိမှလားတ
အုပ်ချုပ်ခွင့်ရတဲ့အစိုးရစနစ်မျိုးဒီမိုကရေစီစနစ်ကိုနောက်ပိုင်းမှာကျင့်သုံးလာခဲ့ကြပါတယ်ဒါပေမဲ့တချို့နိုင်ငံတွေမှာတော့ဘယင်စနစ်လိုမျိုးအုပ်ချုပ်တဲ့အာဏာရှင်စနစ်ကတော့အခုတည်းကနိုင်ငံတချို့မှာရှိနေသေးပဲဖြစ်နေပါတယ်ဘယင်စနစ်ကတော့ဘယင်သေးတယ်ဆိုရင်သားဖြစ်တဲ့သူကဘယင်အဖြစ်နဲ့ဆက်ပြီးစီနံဆက်ခံအုပ်ချုပ်တဲ့စနစ်ဖြစ်ပါတယ်အာဏာရှင်စနစ်ကတော့ဒီဘယင်စနစ်နဲ့မတူပါဘူးသူဟာသားသမီးကိုဆက်လက်ပြီးအာဏာလွှဲပြောင်းခွင့်တော့မရှိတော့လဲရဲ့သူ့ရဲ့အရေးအရာရှိတဲ့သူ့ရဲ့အရာကိုဆက်ခံမဲ့အဖွဲ့အစည်းတွေကပုံကိုတူကိုဆက်ပြီးအာဏာလွှဲပေးတာမျိုးကိုလည်းရှိတတ်ပါတယ်အဲ့ဒါလည်းအာဏာရှင်စနစ်ကပြောင်းလဲလာတဲ့ပုံစံတစ်ခုဖြစ်ပါတယ်ဒါပေမဲ့တချို့နိုင်ငံတွေမှာတော့ဘယင်စနစ်လိုမျိုးအဖေသေးသွားရင်သားဆက်ပြီးအုပ်ချုပ်တဲ့စနစ်မျိုးတွေရှိကြပါတယ်အဲ့ဒါကတော့ဥပမာပြောရမှာဆိုရင်မြောက်ကိုရီးယားလိုနိုင်ငံမျိုးပါပါဖေသေးသွားတဲ့အခါမှာသားဆက်ပြီးတိုက်ပြီးအုပ်ချုပ်ပါတယ်သားသေးသွားတဲ့အခါထပ်ပြီးကြီးအဆက်ပြီးတော့အခုတတိတိုင်အုပ်ချုပ်နေတဲ့ဖြစ်ပါတယ်ဒီလိုပါပဲကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်လည်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ဟွန်ဆန်ဟာ25နှစ်တိတိကမ္ဘောဒီးယားနိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်အခုခါမှာသူက25နှစ်အုပ်ချုပ်လဲပြီးတော့ရောသူကလွှတ်တော်ဥက္ကဋ္ဌအနေနဲ့နေပြီးတော့သားဖြစ်သူဒီဟွန်မန်တက်ကိုဝန်ကြီးချုပ်အဖြစ်သူကပြန်လဲလွှဲပေးထားပါတယ်ဒါမျိုးစနစ်တွေလည်းကမ္ဘာပေါ်မှာရှိပါသေးတယ်လူတယောက်ဟာဆိုရင်နှစ်ရှည်လာများအချိန်တော်တော်ကြာကြာတိုင်းပြည်ကိုအုပ်ချုပ်လာမယ်ဆိုရင်အာဏာရှင်ဖြစ်လာမှမသိဖြစ်လာတတ်ပါတယ်သူ့ရဲ့အနီးနားမှာရှိတဲ့လူတွေကလည်းသူ့ရဲ့ပတ်ဝန်းကျင်ကဆိုရအဖွဲ့တွေအဖွဲ့အစည်းခေါင်းဆောင်ကထိပ်ပိုင်းခေါင်းဆောင်တွေတော်တော်များများကလည်းသူတို့အနေချောင်အစားချောင်အစဉ်ပြေဖို့အတွက်မြောက်ပင့်ပြီးတော့ပြောဆိုတဲ့အတွက်ကြောင့်ဒီပထမပိုင်းကအာဏာရှင်မဖြစ်ခဲ့တဲ့လူဟာနောက်ပိုင်းမှာအာဏာရှင်စနစ်ဖြစ်မှန်းမသိဖြစ်လာပြီးတော့ဒီနေရာကိုအလွန်မမောလာပြီးအာဏာရှင်ဖြစ်သွားကြတာများပါတယ်ပြီးတော့လည်းပဲအခုခါမှာအာဏာရှင်ဆိုပြီးခေါင်းစဉ်မတက်တော့ဘဲတဲ့သတ်မှတ်ထားတဲ့ဖွဲ့စည်းပုံဥပဒေတွေစည်းကမ်းတွေကိုပြင်ပြီးတော့နှစ်ရှည်လာများအုပ်ချုပ်လို့ရအောင်ဆိုပြီးပြင်ဆင်ပြီးအုပ်ချုပ်ကြတဲ့စနစ်တွေဟာအခုခါမှာတော်တော်လေးခေတ်စားလာခဲ့ပါဒါကြောင့်မလို့လေနှစ်ရှည်လာများအုပ်ချုပ်လို့မရအောင်ဆိုပြီးတော့အချိန်တုန်းကအမေရိကန်သမ္မတဂျော့ဝါရှင်တန်ကသူသမ္မတတက်တန်းနှစ်ကြိမ်၄နှစ်တက်တန်း၈နှစ်ပေါ့ဗျာ၄နှစ်တက်တန်း၈ချိန်အုပ်ချုပ်ပြီးတဲ့အခါမှာပြည်သူတွေကအမေရိကန်ပြည်သူတွေကသူ့ကိုဆက်လက်ပြီးတော့သမ္မတအဖြစ်နဲ့ဆက်လက်အုပ်ချုပ်ဖို့ပြောပေမဲ့ဒီလိုအုပ်ချုပ်ရင်ငါဟာတစ်ချင်းကြအာဏာရှင်ဖြစ်လာမယ်အစဉ်အဆက်လက်အာဏာရှင်တွေပေါ်လာနိုင်တယ်ဒါကြောင့်မလို့မင်းတို့အခုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာသမ္မတတက်တန်းဟာ၄နှစ်နဲ့နှစ်ကြိမ်ပဲရွေးခွင့်ရှိရဆိုပြီးဥပဒေကိုပြဋ္ဌာန်းပေးခဲ့ပါတယ်သူကိုယ်တိုင်ကလည်းသူဆက်လက်အုပ်ချုပ်လို့ရရတဲ့နဲ့သူသမ္မတလုပ်လို့ရရတဲ့နဲ့မလုပ်ဖ ೇನೆ အဲ့ဒီနေရာကနေဆင်းပေးပြီးတော့ဒီဥပဒေကိုပြဋ္ဌာန်းပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လည်းပဲဒီဥပဒေဟာယနေ့တည်းထိုင်အမေရိကန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဆက်လက်အတည်ရှိနေတာပဲဖြစ်ပါတယ်အခုလည်းပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုလူတော်တော်များများကအာဏာရှင်လို့ခေါ်ဆိုနေကြပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူ့ကိုသူအာဏာရှင်မဟုတ်ပါဘူးလို့သူကနှစ်ကြိမ်တိုင်ထွက်ပြီးတော့မီဒီယာတွေရှေ့မှာထွက်ပြောရတဲ့အနေအထားမျိုးအထိကိုရောက်ရှိလာခဲ့ပါတယ်အရင်အမေရိကန်သမ္မတတွေအစဉ်အဆက်မှာဒီလိုမျိုးထွက်ပြီးတော့အာဏာရှင်မဟုတ်ပါဘူးကျွန်တော်ကဒီမိုကရေစီအစိုးရပါလို့ဒီမိုကရေစီသမ္မတပါလို့တစ်ခါမှထွက်ပြောတာမရှိခဲ့ပါဘူးဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်ကြမှာလားဒီလိုမျိုးထွက်ပြောရတာတော်တော်လေးထူးခြားတဲ့ကိစ္စမျိုးတစ်ခုဖြစ်နေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုကြည့်မယ်ဆိုရင်လည်းပဲသူဟာတရားမျှတတဲ့ရွေးကောက်ပွဲကနေတက်လာတဲ့သမ္မတဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေဟာအာဏာရှင်စံနေတဲ့လုပ်ရက်တွေကိုတွေ့ရပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်သူဟာဒီမိုကရေစီဘောလုံးကွင်းထဲမှာအာဏာရှင်ကစားကွက်တွေကိုကစားနေတဲ့ဘောလုံးသမားတစ်ယောက်လိုဖြစ်နေပါတယ်သူ့ရဲ့လုပ်ရက်တွေကိုကြည့်မယ်ဆိုရင်ဘာတွေလုပ်ခဲ့လဲဆိုတော့ပြည်နယ်အုပ်ချုပ်ရေးမှာကြည့်မယ်ဆိုရင်အမေရိကန်ရဲ့နိုင်ငံမှာအမေရိကန်ရဲ့စနစ်မှာကိုယ့်ပြည်နယ်ကိုကိုယ်အုပ်ချုပ်ပါတယ်ပြည်နယ်အုပ်ချုပ်ရေးမှုကကိုယ့်ပြည်နယ်ကိုအုပ်ချုပ်ပါတယ်ဥပမာကျွန်တော်တို့နိုင်ငံမှာဆိုရင်ဝန်ကြီးချုပ်ကအုပ်ချုပ်တယ်လို့မျိုးပေါ့ဗျာသူတို့နိုင်ငံမှာတော့ဖလော်ရီဒါဆိုဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှုတက်ဆက်ပြည်နယ်ဆိုတက်ဆက်ပြည်နယ်အုပ်ချုပ်ရေးမှုဒီလိုအုပ်ချုပ်ပါတယ်အဲ့ဒီအုပ်ချုပ်မှုရဲ့အောက်မှာလည်းပဲပြည်နယ်ရဲရှိတာအဲ့ဒီပြည်နယ်ရဲဟာစောစောတော့အုပ်ချုပ်ရေးမှုရဲ့အောက်မှာတာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်ကိစ္စဝိစ္စပြည်နယ်ထဲမှာရှိတာကြီးအုပ်ချုပ်ရေးမှုရဲ့အမိန့်နဲ့ပြည်နယ်အုပ်ချုပ်ရေးမှုရဲ့အမိန့်နဲ့ပြည်နယ်ရဲကတာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာဒါတွေအကုန်ဆန့်ကျင်ပြီးတော့သူကဒီ Federal Agent ဘိုကနေပြီးတော့ထုတ်ကန်ပြီးတော့ Federal Agent တွေလွတ်ခဲ့ပါဒါဟာလေသူကတိုင်းပြည်အတွက်မှာအကြမ်းဖက်မှုတွေနှိမ်နင်းဖို့မူကြီးစေဘွားကိစ္စတွေနှိမ်နင်းဖို့ဆိုပြီးတော့သူ့သဘောနဲ့စစ်တပ်တွေတင်ကားတွေစစ်လွတ်ပြီးတော့လုံခြုံရေးတွေယူလိုက်တဲ့အစီအစဉ်မျိုးရောက်ရှိသွားပါတယ်ပြည်နယ်အုပ်ချုပ်ရေးမှုတွေနဲ့လည်းညှိနှိုင်းဆွေးနွေးမှုတွေ
သူတို့ရှိရသဘောတူညီမှုတွေမယူဘဲနဲ့သူသဘောနဲ့သူပြုလုပ်ခဲ့တာတွေတွေ့ရှိရပါတယ်နောက်တစ်ခုပြောရမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာလွှတ်တော်ကိုကြော်လွန်ပြီးတော့သူရဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်တွေကိုသူထုတ်ပြန်ခဲ့ပါဥပမာအဖြစ်ပြောရရင်အမေရိကန်နိုင်ငံမှာအမေရိကန်အလံကိုပြီးရှို့တာကိုလွတ်လပ်စွာထုတ်ပေါ်ပိုင်ခွင့်ရှိလို့ပြီးရှို့တာဖြစ်တယ်ဒါကြောင့်မလို့အပြစ်မရှိဘူးလို့အမေရိကန်တရားရုံးကတရားဝင်ထုတ်ပြန်ထားပေမဲ့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာတော့ဒီလိုအလံကိုပြီးရှို့တာဟာထောင်ချတာတွေနိုင်ငံခြားပြည်ပလာတဲ့လူတွေဆိုရင်ဗီဇာပိတ်တာမျိုးတွေအထိသူပြုလုပ်ခဲ့ပါတယ်နောက်ပြီးတော့တရားရေးမှာဆိုရင်လည်းပဲသူမကြိုက်နှစ်သက်တဲ့လူတွေတရားစီရင်ရေးအပေါ်ပိုင်းခေါင်းဆောင်တွေကိုသူလဲလှယ်တာမျိုးတွေသူ့စိတ်ကြက်လူတွေအစားထိုးတာမျိုးတွေလည်းသူပြုလုပ်ခဲ့ပါတယ်ပြီးတော့လည်းပဲအိမ်ပြည်တော်ဝန်ထမ်းတွေပါအပါဝင်အိမ်ပြည်တော်ရဲ့ဝန်ထမ်းအမှုထမ်းတွေပါအပါဝင်နိုင်ငံအတွင်းမှာရှိတဲ့ဝန်ထမ်းတန်းနဲ့တိတ်နဲ့ချီပြီးတော့သူအလုပ်ထုတ်ပစ်တာတွေလည်းပြုလုပ်ခဲ့ပြီးတော့နောက်ပိုင်းအလုပ်အသစ်သူ့နေရာအဲ့ဒီထွက်သွားတဲ့လူတွေရဲ့နေရာကိုအစားဝင်မဲ့ဝန်ထမ်းတွေကိုခန့်အပ်တဲ့အခါမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဒီမှတ်ချက်အစေးပေါ့ဗျာအစေးရေးခိုင်းတာမျိုးတွေသူတို့ပြုလုပ်ခိုင်းတယ်ပြုလုပ်ခိုင်းပြီးတော့အဲ့ဒီအစေးတွေပေါ်မှာကြည့်ပြီးသုံးသပ်ပြီးမှသာအလုပ်ခန့်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ပုဂ္ဂလိကလုပ်ငန်းတွေဆိုလည်းအစိုးရကဝင်ရောက်ပြီးတော့အစုရှယ်ယာထည့်ဝင်တာမျိုးတွေပြုလုပ်တာတွေတွေ့ရပါတယ်ဥပမာပြောရမယ်ဆိုရင် Intel ကုမ္ပဏီမှာဆိုရင်10%အမေရိကန်အစိုးရဘက်ကအစုရှယ်ယာတွေဝင်ထားတာကိုတွေ့ရပါတယ်စီးပွားရေးလုပ်ငန်းတွေကိုအစိုးရကဝင်ရောက်ဆွတ်ဖက်လာတာတွေချုပ်ကင်လာတာတွေတွေ့ရှိရပါတယ်အမှန်ဆိုရင်ဒီမိုကရေစီနိုင်ငံတွေအစစ်အမှန်ဆိုရင်အစိုးရဟာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကိုဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိပါဘူးပုဂ္ဂလိကတွေကသူ့ပိုင်သူ့ကုမ္ပဏီသူ့အလုပ်တွေကိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိပေမဲ့လည်းအစိုးရကအဲ့ဒီကုမ္ပဏီတွေရှိကအခွန်ကိုကောက်ခံပြီးတော့အစိုးရလုပ်ငန်းတွေတိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ရတာဖြစ်ပါတယ်ဒီကုမ္ပဏီတွေမှာရှယ်ယာထည့်ဝင်တာမျိုးမပြုလုပ်ရပါဘူးနောက်ပြီးတော့လည်းထိပ်ပန်းစစ်ဘက်ခေါင်းဆောင်တွေတချို့ကိုလည်းပဲအခုအခါမှာဖယ်ရှားတာမျိုးတွေဥပမာအဖြစ်ဆိုရင်စစ်ဦးစီးချုပ်အပါအဝင်ထိပ်တန်းဗိုလ်ချုပ်ကြီး9ယောက်နဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေတချို့ကိုဖယ်ရှားပစ်တာမျိုးတွေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြုလုပ်ခဲ့ပါတယ်နောက်ပြီးအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကိုလည်းပဲခိုင်လုံတဲ့စွဲချက်မရှိဘဲနဲ့အလုပ်ကနေထုတ်ပစ်ပြီးတခြားလူကိုအစားထိုးဖို့ကြိုးစားခဲ့တာမျိုးတွေလည်းရှိခဲ့ဘူးပါဒါပေမဲ့လည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောသလိုငါဟာအာဏာရှင်မဟုတ်ဘူးဆိုသလိုပဲသူ့ရဲ့အပေါ်မှာအလွန်ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းတစ်ချိန်လုံးကဂျော့ဝါရှင်တန်ရေးဆွဲခဲ့တဲ့သမ္မတတယောက်ဟာ4နှစ်နဲ့2ကြိမ်8နှစ်တာတာဝန်ထမ်းဆောင်ခွင့်ရှိတယ်ဆိုတဲ့ဥပဒေကခိုင်ခိုင်မာမာရှိထားတဲ့အတွက်ကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဘယ်လိုနည်းနဲ့မှလည်းအာဏာရှင်တော့ဖြစ်လာနိုင်ကြအကြောင်းတော့မရှိပါဘူးဒါပေမဲ့သူ့ရဲ့အခုလုပ်ရက်တွေဟာအာဏာရှင်ဆန်တဲ့ဒီမိုကရေစီကစားကွင်းနဲ့ရောက်နေတဲ့အာဏာရှင်တယောက်လိုဖြစ်နေပါတယ်ဒါကတော့ဘယ်လိုနည်းမှအာဏာရှင်မဖြစ်လာနိုင်ကြမရှိပါဘူးတကယ်တော့နိုင်ငံတနိုင်ငံမှာအရေးကြီးတာဟာခိုင်လုံတဲ့မူဝါဒရှိဖို့အရေးကြီးပါတယ်ကျွန်တော်တစ်ချိန်လုံးကတောင်ကိုရီးယားလူမျိုးတဦးနဲ့တွေ့ခဲ့ပါသူကပြောတယ်မင်းတို့နိုင်ငံကတဲ့အခုလိုဆင်းရဲရတာမင်းတို့နိုင်ငံကမြန်မာလူမျိုးတွေကအလုပ်မလုပ်လို့ဆင်းရဲရတာငါတို့တွေကအရန်လုပ်လို့ငါတို့တောင်ကိုရီးယားနိုင်ငံကြီးကချက်ချင်းတိုးတက်ချမ်းသာသွားသူကပြောခဲ့ဘူးဒါပေမဲ့ကျွန်တော်ကပြောတယ်ဒီလိုအလုပ်မလုပ်လို့ဆင်းရဲတာမဟုတ်ဘူးနိုင်ငံရဲ့မူဝါဒတွေလိုအပ်ချက်တွေရှိလို့ငါတို့ဆင်းရဲရတာလို့ကျွန်တော်ကတစ်ချိန်ပြောပြခဲ့မင်းမယုံကြည်လို့မင်းတို့မြောက်ကိုရီးယားနိုင်ငံမင်းတို့ကိုရီးယားလူမျိုးတွေဘာဖြစ်လို့ဆင်းရဲတာမင်းတို့နိုင်ငံမှာချမှတ်ထားတဲ့တောင်ကိုရီးယားမှာချမှတ်ထားတဲ့မူဝါဒတွေခိုင်မာလို့မင်းတို့ချမ်းသာတာမြောက်ကိုရီးယားမှာချမှတ်ထားတဲ့မူဝါဒတွေမခိုင်မာလို့ပြောမယ်ဆိုဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာမှုမရှိတဲ့အတွက်ကြောင့်မင်းတို့မြောက်ကိုရီးယားလူမျိုးတွေဆင်းရဲရတာလို့ကျွန်တော်ကပြောပြတော့လက်ခံပြီးကောင်းခြင်းခဲ့ပါဒါကြောင့်မလို့နိုင်ငံတကာနဲ့တနိုင်ငံရဲ့အပေါ်မှာဘယ်သူမှမရှိပဲအပေါ်ဆုံးမှာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရတာစိုးမိုးတဲ့နေဆိုတာလေးအခုသတ္တအဖြစ်ပြောပြပေးချင်ပါဒါကြောင့်မလို့အာဏာရှင်စနစ်ဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာရင်အာဏာရှင်စနစ်ဆိုတာဘယ်လို့မှဖြစ်လာနိုင်ကြမရှိပါဘူးခင်ဗျာကျွန်တော် channel လေးကိုကြိုက်ရင် subscribe လေးတွေပေးပြီးနောက်ကြည့်လို့ရအောင်ဒီခေါင်းလောင်းလေးတွေနှိပ်ထားပေးပါဦးခင်ဗျာအားလုံးကျမ်းပါပြီရန်သူမျိုး၅ပါးအနေကပြေးဝေးကြပါလိမ့်ခင်ဗျာ